ပြုတ်ကြရင်စေးရုံကခေါ်စီရမလို့ပဲနာရီကူညီမှုအသင်းတန်းခေါ်ရမယ်ထိုင်းနိုင်ငံကအန်နီရဲ့အများဆုံးနေရာပြုတ်ကြရင်စေးရုံကခေါ်စီရမလို့ပဲနဲ့နာရီကူညီမှုအသင်းကိုတန်းခေါ်ရမယ်နေရာဒီစကားကိုကြားလိုက်ရင်ရည်စရာလိုလိုနဲ့ဟာသားတစ်ခုလို့ထင်ကောင်းထင်ပါလိမ့်မယ်ဒါပေမဲ့တကယ်တမ်းဒီနေရာကိုရောက်သွားတဲ့အခါမှာအဲ့ဒီစကားကဟာသားမဟုတ်ဘဲသတိပေးချက်တစ်ခုဖြစ်နေတာကိုလူကြီးမင်းကိုယ်တိုင်ခံစားမိပါလိမ့်မယ်ခြေတလမ်းမရာနဲ့ဘဝရဲ့နောက်ဆုံးခရီးကိုပို့ဆောင်ပေးမဲ့ဒီနေရာဟာကမ္ဘာတစ်ဖက်ချမ်းက American Grand Canyon လည်းမဟုတ်ပါဘူး။ဥရောပတောင်တန်းနေပေါ်မှာလည်းမဟုတ်ပါဘူး။ကျွန်တော်တို့ရဲ့အိမ်နီးချင်းထိုင်းနိုင်ငံဘွန်ကန်ခရိုင်တွေကတောနက်ကြီးတစ်ခုထဲမှာပဲဖြစ်ပါလိမ့်။တာမန်မျက်စိနဲ့ကြည့်လိုက်မယ်ဆိုရင်တော့ဒီမြင်ကွင်းကရင်သက်ရှူမော်စရာပါပဲ။ပင်လယ်ပြင်ကြီးမရှိဘဲနဲ့တစ်တောအုပ်ကြီးထဲမှာကူးခတ်နေကြတဲ့ဝီလာ9-3ကောင်။စိမ့်ဆုံနေတဲ့တစ်ပင်တွေကရေပြင်းကြီးတစ်ဖွဲမဲနဲ့နေတဲ့ကြောက်ဆောင်ကြီးတွေကဝီလာ9ကြီးတွေလာထင်မှန်မှားစရာပါ။ဒီနေရာကိုတော့ three-way rock ဒါမှမဟုတ်ထိုင်းလို him someone လို့ခေါ်ကြပါလိမ့်ဓာတ်ပုံထဲမှာလှသလောက်အပြင်မှာတော့တကယ်ကိုအသေးထိတ်စရာကောင်းလာပါလိမ့်ဘာလို့လဲဆိုတော့ဒီကြောက်ဆောင်ကြီးတွေရဲ့အစွန်းဘက်တွေမှာလူကြီးမင်းတို့ကိုကာကွယ်ပေးမဲ့ဘာလက်ရမ်းမှမရှိလို့ပါပဲတဘာဝတရားကဖန်တီးထားတဲ့အတိုင်းအကာအကွယ်မဲ့အကျဉ်းနာမဲ့စွာနဲ့စောင့်ကြိုနေတဲ့နေရာတစ်ခုဆိုရင်လည်းပြောရင်မမှားပါဘူးဒီကြောက်ဆောင်ကြီးတွေရဲ့တက်တန်းကလူကြီးမင်းတို့ထင်ထားတာထက်ပိုရင်းကျပ်ပါလိမ့်သူတွေရဲ့ခံမှန်းချက်အရဆိုရင်လွန်ခဲ့တဲ့နှစ်တန်းပေါင်း85တန်းလောက်ထေကဒီနေရာရှိနေခဲ့တာပါစဉ်းစားကြည့်ပါဒိုင်နိုဆောတွေကမ္ဘာမြေကိုစိုးမိုးထားတဲ့ Cretaceous ခေတ်ကလေးကဒီကြောက်တုံးကြီးတွေကဒီနေရာမှာရှိနေခဲ့တာပါခေတ်တွေပြောင်းသွားတယ်တရဝါတွေမျိုးတုံးသွားတယ်လူရင်ကျေးမှုတွေထွန်းကားလာတယ်ပျက်စီးသွားတယ်ဒါပေမဲ့ဒီကြောက်ဆောင်ကြီးတွေကမိုးရံလေးတန်းနေတန်းတွေကိုနှစ်တန်းပေါင်းများစွာကြမ်းကြမ်းခံပြီးဒီနေ့ထိမမမတ်ရက်တည်နေစေပါပြီသူတို့ရဲ့တက်တန်းနဲ့ရှင်လိုက်ရင်ကျွန်တော်တို့လူသားတွေရဲ့တသက်တာဆိုတာကမျက်တောင်တစ်ခက်စာအချိန်လေးလောက်ပဲရှိမယ်ထင်ပါလိဒီနေရာရဲ့ထူးခြားချက်ကအထီးကျန်မနေတာပါပဲကျောက်ဆောင်သုံးခုဟာမိသားစုတစုလိုမျိုးအတူတူရှင်တွဲပြီးတော့တည်ရှိနေကြပါလိအကြီးဆုံးကျောက်ဆောင်ကအဖေအလက်ကအမေနဲ့နောက်ဆုံးကအသေးလေးကတော့ဝီလာ9ပေါက်စာလေးလို့တင်စားကြပါလိခရီးသွားတွေကိုတော့အဖေကျောက်ဆောင်နဲ့အမေကျောက်ဆောင်ပေါ်ထိပဲတက်ခွင့်ပြုပြီးဝီလာ9ပေါက်လေးစီကိုတော့သွားခွင့်ပိတ်ပင်ထားပါလိဘာလို့လဲဆိုတော့လန်ခီးကအရင်ကျင်းပြောင်းပြီးအန်နီရဲ့များလွန်းလို့ပါပဲတောင်တက်ခီးလန်းတစ်လျှောက်မှာ4 wheel ကားကြီးတွေနဲ့မောင်းတက်ရပြီးကျောက်ဆောင်ပေါ်ရရင်တော့ခြေလင်လျှောက်ကြရပါလိကျောက်ဆောင်ပေါ်ကနေအောက်ကိုငုံကြည့်လိုက်တာနဲ့မူးဝေသွားစေမဲ့အမြင်ပေမျိုးမှာလေတိုက်ခတ်မှုကလည်းပြင်းထန်နေတဲ့ပါသေးတယ်။မနက်ခင်းနေထွက်ချိန်ဆိုရင်တော့ဒီနေရာကကဘာပေါ်မှာအလားဆုံးနေရာတစ်ခုဖြစ်သွားပြန်ပါလိ။အောက်မှာရှိတဲ့တောအုပ်ကြီးကိုတိမ်နေဖုံးလွှမ်းသွားတဲ့အခါလူကြီးမင်းဟာဒိမ်ပင်လယ်ပေါ်မှာဝီလာ9ကြီးစီးပြီးပြန်တန်းနေရတယ်လို့ခန်းစားရမှာပါ။ဒါပေမဲ့အဲ့ဒီလာတရားကိုခန်းစားဖို့အတွက်တတ္တိဆိုတာကိုအရင်နှိထုတ်ရပါလိမ့်မယ်။ဓာတ်ပုံလှလေးတစ်ပုံရဖို့အတွက်အသက်ကိုပရာနာမထားပြီးအစွန်းအားထိသွားကြတဲ့သူတွေကိုမြင်ရင်ရေတမမဖြစ်ကြရပါလိမ့်ငါဘေးမှာဘယ်သူမှမရှိတော့တဲ့ဘဝကြီးကနေရတာအတိတ်ပဲမရှိတော့ဘူးလို့ညီးတွားနေတဲ့သူတော်ဒီကြောက်ဆောင်အစွန်းကိုရောက်သွားရင်အသက်ရှင်ခြင်းစိတ်တွေတဖွာဖွာပေါ်လာတဲ့ကြပါလိဘာလို့လဲဆိုတော့တေမင်းနဲ့မျက်နှာချင်းဆိုင်တွေ့လိုက်ရတဲ့အခါကျမှကိုယ့်အသက်ရှူတန်ကဘလောက်တန်မှုရှိလဲဆိုတာပိုသိလာကြလို့ပါဒါကြောင့်လူကြီးမင်းအနေနဲ့စိတ်ညစ်စရာတွေများပြီးထွက်ပေါက်ပိတ်နေတယ်လို့ခံစားရရင်ဒါမှမဟုတ်သူမရှိတဲ့လောကကြီးထဲမှာအထီးကျန်လွန်းတယ်လို့ထင်နေရင်ဒီနေရာကိုတစ်ခေါက်လောက်သွားကြည့်ဖို့တိုက်တွန်းချင်ပါလိနှစ်တန်း80ကျော်မကွဲမကွာရှိနေတဲ့ဒီဝေလာ9မိသားစုကိုကြည့်ပြီးအားကျနိုင်တယ်လို့အောက်ကိုငုံကြည့်လိုက်တဲ့တခဏမှလေးကိုယ့်အသက်အန္တရာယ်ကိုစိုးရိမ်စိတ်နဲ့အတူရှင်သန်စိတ်တွေပြန်လဲနှူးထလာပါလိမ့်မယ်တခုပဲထပ်ပြီးတော့သတိပေးပါစီအပေါ်ရောက်လို့ဖုန်းထုတ်ပြီးဓာတ်ပုံရိုက်မယ်ဆိုရင်သတိလက်လို့မဖြစ်ကြပါနဲ့လူကြီးမင်းပြုတ်ကြရင်နာရီကူညီမှုအသင်းလာတဲ့ပေးလို့ရပါမယ်ဖုန်းပြုတ်ကြသွားရင်တော့ဖုန်းထဲမှာတင်ထားတဲ့အမှတ်တရတွေပါသွားမှာမို့အဲ့ဒါလေးကိုတော့ဂရုစိုက်ကြပါခင်ဗျာ